ရက်20ကျော်ထိနေ့စဉ်ရက်ဆက်ချောင်းဆိုးရင်ကျက်နေရမှလက်တွေ့ပြောက်ကင်းခဲ့သည့်ဆေးနေလေးမျှဝေခြင်းနဲ့နေ့စဉ်ရက်ဆက်ချောင်းဆိုးရင်ကျက်ဖြစ်နေတာရက်20ကျော်နေပြီဖြစ်ခါစားတပတ်လောက်အထိနေတိုင်းဆေးကန်းသွားပြတယ်မတက်တာဘူးလေပြွန်ရောင်တာနဲ့ချောင်းဆိုးရင်ကြက်တွဲဖြစ်တော့နေရဆိုးတယ်အသက်ရှုကကြက်သေးတယ်ဆေးမျိုးစုံဝဲတော့ဒါလည်းမပြောက်ဘူးရက်20ကျော်လာတော့လူကြီးတွေကစိုးရိမ်လာလို့အထူးကူးနဲ့ပြတော့ဒီတိုင်းမဖြစ်ဘူးဆိုပြီးဆေးရုံသွားဖို့စီစဉ်နေတော့အိမ်ကိုရွာကဦးလေးအလဲရောက်တာနဲ့ကြုံရောဒါနဲ့ဒီဗီဒီယိုလေးကဘ ഹു တုတရခဲ့ရင် like follow လေးလုပ်ပေးပါ comment မှာလည်း okay လေးမှန်ပြီးမိတ်ဆွေတွေသိရအောင် share ပေးနော်ကျေးဇူးပါဦးလေးကနေတဲ့ဆေးရုံမသွားသေးနဲ့တင်မောရွက်ရေနွေးစိန်တောက်ကြည့်စမ်းဆိုတာနဲ့အဲ့ဒီနေ့တစ်နေ့လုံးဝင်သလောက်တင်မောရွက်ကိုရေနွေးစိန်တောက်တာညကြအိတ်နိုင်တယ်ဒါနဲ့ယောဂတက်တာတာပဲဆိုပြီးနောက်ရက်တွေစက်တိုက်တောက်ပေးတာ9ရက်လောက်နေတော့ချောင်းဆိုးရင်ကျက်လေပြွန်ရောင်တာရှင်းပြောက်သွားတယ်တင်မောရွက်ကိုအသုံးပြုပုံကအရွက်ဆိုကိုပဲဖြစ်ဖြစ်အရွက်6ကိုပဲဖြစ်ဖြစ်စားနဲ့ရေစံအောင်ဆေးခွက်ထဲအပေါ်ကနေရေနွေးပူကိုလောင်းထည့်မပူမတ်အေးလေးအနေထားရောက်ရင်တောက်လို့ရပြီးတောက်ခါစားမှာအရွက်စိမ့်စော်နေနေပေမဲ့3ခွက်လောက်တောက်ပြီးသွားရင်အဆင်ပြေပြေတောက်နိုင်သွားပြီးငွေမကုန်ပဲယောဂတက်တာစေတဲ့ဆေးနေမှုကျမနဲ့ယောဂတူတူများရှိရင်စမ်းတောက်ကြည့်စေချင်ပါတယ်ကျမ်းမာဝါဖြိုးအလှတိုးကြပါစေနောက်ထပ်ဆေးနီးလေးတွေသိချင်ရင် comment